အလောက်ကပြန်ရောက်လာပြီဒီနေ့ကကျောင်းမှာပြောခဲ့ကြတာလေးတွေကိုပြောပြချင်တာပေါ့နော်ကျမရဲ့ဘေးခန်းမှာတရုတ်ကလေးလေးတယောက်ရှိတယ်ကျမတို့အာရှဘက်ကပဲဆိုတော့သိတဲ့အတိုင်းရာသီဥတုအေးတဲ့အခါကြလို့ရှိရင်ကလေးတွေကိုဖျားတာနာတာဖြစ်မှာကြောက်တယ်နော်ပြီးလို့ရှိရင်ဗာလဲမိုးရေထီလို့ရှင်ဖျားမှကြောက်တယ်အဲ့လိုမျိုးဒါကျမတို့မြန်မာလူမျိုးတွေရောအာရှဘက်ကလူတွေရောအများစုခေါင်းထဲမှာအဲ့လိုရှိရလေအဲ့ခါကျတော့အဲ့ဒီဘက်အခန်းမှာရှိတဲ့ကလေးလေးကတရုတ်ကလေးတသေးလေးကသူကအိမ်ကနေပြီးတော့အမြဲတမ်းဘောင်းမီဆိုလဲနှစ်ထပ်ဝစ်ပေးလိုက်တယ်သူ့အမေကိုကြည့်ရမယ်ဆိုလို့ရှင်သူ့ကလေးအေးပတ်မှာကိုအရန်စိတ်ပူတတ်တဲ့မိဘတွေမှာပါတယ်ဆိုတော့သိတာတယ်ပေါ့နော်အဲ့တော့ဒီကလေးကိုကျမတို့ပြုစုဆောင်ရှောက်တဲ့အချိန်မှာအဲ့မှာမနေ့တော့ဘာဖြစ်လဲဆိုတော့သူ့ကလေးကိုတဲ့အပြင်ထွက်ပြီးဆော့တဲ့အခါကျလို့ရှင်နောက်ထပ်လေယာတစ်ခုထပ်ဝစ်ပေးပါဆိုပြီးတော့ပေးခဲ့တယ်ပေါ့နော်အဲ့ဒီလေယာကမနေ့တော့ဘေးခန်းဆရာမတွေကလည်းအပြင်ကိုမထွက်ဖြစ်ကြတော့သူတို့ကအဲ့တစ်လှော်မဝစ်ပေးကြဘူးဘာလို့လဲဆိုတော့ကျမတို့အထဲထဲမှာကြာဟီတာတွေဖွင့်ထားတယ်ဆိုတော့အဲ့လောက်ထိမလိုဘူးလေဒါပေမဲ့နေ့လယ်လောက်မှာကလေးကဖျားတယ်အဲ့တော့ကလေးဖျားတယ်နောက်မျက်စိကလည်းနာတယ်အဲ့ခါကျတော့မိဘကိုဖုန်းဆက်ပြီးတော့လာခေါ်ခိုင်းရတယ်ဒေါက်တာရဲ့note ပါတော့မှပဲကြောက်ပြန်တက်လို့ရမှာပေါ့နော်24နာရီအိမ်မှာစောင့်ကြည့်ပြီးတော့ကိုယ်ကလေးကအပူချိန်ကြတယ်ဒေါက်တာကလည်းသွားလို့ရပါတယ်ဆိုတဲ့အချိန်ကျတော့မှကြောင်းလာမှာအဲ့မှာမိဘလာကြိုတဲ့အခါကျတော့သူ့ဘက်ခံဆရာမလေးတွေကမရှိတော့ဘူးသူတို့တွေကကျမတို့ဒီမှာကြတော့လေတယောက်နဲ့တယောက်က schedule အချိန်နေမတူဘူးရှင်စောပြန်သွားတဲ့လူတွေရှိရနောက်ကျမှပြန်တဲ့လူရှိရအဲ့တော့မနေ့ကကျမရဲ့ schedule ကကြတော့9ခွဲအထိဆိုတော့အဲ့ဒီကလေးရဲ့မိဘနဲ့တွေ့ရောသူကမျက်နှာလုံးဝမကောင်းတော်တော်မျက်နှာပြက်နေတာပေါ့နော်သူ့သားလေးကလည်းအရန်ငိုတဲ့ထဲမှာပါတယ်တော်တော်ငိုတာကျမအရှိရဗီဒီယိုကို share ထားတာကလည်းဒီရဲ့အမေကအဲ့လိုပဲသူ့သားလေးကိုတူးရီသောသားလေးဆိုတော့အရန်ချက်လုံးအားကြီးတော့သူကအရန်အလိုလိုက်ထားတယ်ငိုတယ်ဆိုလဲငိုခွင်းပြူထားတယ်အဲ့တော့ကလေးရဲ့ဒိုင်ပါလဲငိုတယ်အင်ကြီးလဲပြီးလဲငိုတယ်အခန်းထဲမှာတခုခုဆိုလဲငိုတယ်အရန်ငိုတာကွာအဲ့တော့မနေ့ကသူ့အမေလာကြိုတဲ့အချိန်မှာကလေးကသူ့အမေလာကြိုတော့ပို့ပြီးတော့မှစိတ်ကကွာအမေဆိုတဲ့စိတ်နဲ့ပို့ဆိုးမယ်ဆိုတဲ့စိတ်မျိုးနဲ့သူတို့မှအရန်feeling က safe ဖြစ်သွားတဲ့အခါကျတော့ပုံငိုနေရကွာအဲ့တော့အမေနေရာမှာကလေးနေမကောင်းတာကိုလည်းစိတ်ပူတယ်သူအဲ့နေရာမှာဖြစ်နေတဲ့ mix feeling တွေကိုပြောချင်တာเนาะဒီကလေးကအရန်နေနေပြီးတော့နေမကောင်းဖြစ်နေတာကိုလည်းစိတ်ပူတယ်နောက်သူ့ခေါင်းထဲမှာဘာရှိလဲဆိုတော့ဆရာမတွေကသူတောင်းဆိုထားတယ်နောက်ထပ်လေယာတစ်ခုကိုမဝစ်ပေးလို့ဆိုတာကိုလည်းသူကစိတ်တူတယ်ကွာသူ့မှာ miss feeling နဲ့အရန်များနေပြီးတော့သူ့မျက်နှာလုံးဝမကောင်းကျမကသူ့ကိုတော့ဒီကြောကုန်းလေးကိုပုတ်ပြီးတော့သူကျမကိုပြောတယ်သူ့အခန်းဆရာမတွေရောဘယ်ရောက်သွားလဲတဲ့ဆိုပြီးတော့မျက်နှာကလည်းမကောင်းအတန်တွေလည်းတုံပြီးတော့ပေါ့နော်ငါတဲ့သူ့ဆရာမကိုတဲ့အင်ကြီးထပ်ဝစ်ပေးပါလို့ပြောတာသူ့သားလေးကိုမဝစ်ပေးဘူးဆိုပြီးပြောတယ်ကွာအဲ့နဲ့သူတို့တွေဒီနေ့အပြင်မထွက်ကြဘူးလို့ကိုကပြောလိုက်တယ်ရာသီဥတုအေးလို့ငါတို့အခန်းတစ်ခန်းပဲထွက်တာအပြင်ကိုတခြားခန်းတွေဘယ်သူမှမထွက်ကြဘူးလို့ပြောလိုက်တယ်ဒါမဲ့တော့ဘလုံးမရတော့ဘူးကွာမျက်နှာတော်ပြက်နေကျမသူ့ကိုငါဘာကူညီပေးရမလဲနင်အခုလို feeling ဖြစ်တာကို I understand you how you feel right now I'm so sorry you feel this way ဒီပါကျမပြောပေးတယ်ဒါမဲ့တော့အဲ့ဒါဘလုံးမရတော့ဘူးကွာif you need help I'm in my room I can help you ဘာညာတွေပြောတယ်ဒါမဲ့ तू ကကျမကိုလည်းစကားလည်းတစ်ခွန်းမှမပြောဘူးသူ့ကလေးကိုပဲအင်ကြီးတွေဝစ်ပေးဖို့လုပ်တယ်ကလေးကလည်းဘလို့မှအင်ကြီးအဝစ်မခံဘူးအဲ့လိုဆိုတော့ဒီဆီယာမတွေတော့တခုခုတော့သူတို့ဖြစ်တော့မယ်ဆိုပြီးတော့ကျမထင်တယ်တကယ်ပဲကျမတို့ဒီအရှိရလူကြီးတွေနဲ့ကျမပြောပြတာပေါ့နော်ခုနလာကြိုတော့သူ့အမေအရန် upset ဖြစ်ပြီးတော့ happy ဖြစ်နေတာမတွေ့ဘူးဘာညာနဲ့ပြောလဲပြောဟုတ်တယ်တဲ့ငါတို့လည်းအရန်သူစိတ်ဆိုးရဲဆိုပြီးတော့ပေါ့နော်email ပို့တယ်တဲ့အဲ့လိုဆိုတော့ကျမနားလဲထားတဲ့အတိုင်းပဲမိဘမျိုးစုံရှိတယ်ကိုယ်ကလေးကိုဘလို့ expectation နဲ့ကြောင်းပို့လဲဆိုတာရှိတယ်တူရီသောသားလေးတွေသမီးလေးတွေမို့လို့အရန်ကိုဖူးဖူးမှုတ်ထားပြီးတော့ထိခိုက်ရှာနာမှာစိုးတာဒါမှမဟုတ်လို့ရှင်သူတို့ရဲ့လေဖက်နှက်ကလေးတွေကထိတ်ကလေးတွေနဲ့ထိနေလို့ရှင်ကလေးရဲ့ခြေထောက်ကလေးတွေနားမှာစိုးလို့ဆိုတော့ဖက်နှက်ကိုစိုက်ကြီးတာကြီးဝယ်ပေးတာမျိုးစုံမိဘတွေရှိတယ်ဒါဟုတ်လဲကျမတို့နားလဲတယ်ကိုသားသမီးကိုအကောင်းဆုံးလုပ်ပေးချင်တာဒါပေမဲ့စေတနာအမှားလေးတွေဖြစ်နေတာဒါတွေကျမတို့ဆရာမတွေဘက်ကကြတော့လည်းမြင်ရတယ်အဲ့တော့မနေ့ကအဖြစ်မှာဆိုလို့ရှိရင်လည်းမိဘတွေဘက်ကလည်းကျမတို့စာနာလာနဲ့ပေးနိုင်တယ်ဆရာမတွေဘက်ကလည်းစာနာနားလဲပေးနိုင်တယ်
ကျမတို့ဒီဘက်ကလူတွေရဲ့ mindset ကကြတော့လက်မစေးရင်နေမကောင်းဖြစ်မယ်သူတို့ကနှင်းကြတာမိုးရွာတာနေပူတာရွှွန့်နေကစားတာသဲတွေပါဇက်ထဲထည့်တာသူတို့အတွက်ဘာမှအန်နေမရှိဘူးလို့သူကသတ်မှတ်ထားတာဒီပါဇက်ထဲကိုဟိုဟာထည့်တရားထည့်တာတွေကဒါကလေးတွေရဲ့ဒီအန်သွားတွေဒီဘယ်လိုခေါ်မလဲကြောတွေကအလုံးလုံးလာပြီးဖြစ်တဲ့အတွက်သူကတစ်ခုခုကိုဝါးကျင်နေတာကွာအဲ့တော့ကိုသဲတွေကောက်စားနေတာဟိုဒုတ်တွေကောက်စားနေတာမြင်လို့ရှိရင်ကျမတို့ကလူကြီးတွေကနေဟေးမလုံးနဲ့ဆိုပြီးတော့ကျမတို့ကဟိုတားယုံပဲရတယ်ဒါပေမဲ့သူတို့ကျမတို့ကလုံးဝလုံးလို့မရဘူးလို့တစ်ချိန်လုံးအုပ်ပြီးတော့နေလို့မရဘူးသူတို့ကတစ်ချိန်လုံးဘာမဟုတ်ညာမဟုတ်နားလေတာမဟုတ်ဘူးအကုန်ထဲ့နေမှာပဲအဲ့တော့မိဘတွေဘက်ကလည်းနားလည်နိုင်တယ်ဆရာဆရာမတွေဘက်လည်းနားလည်နိုင်တယ်တခါတလေကြာရင်မိဘတွေဘက်ကလည်းဘာတစ်ခုမှားလဲဆိုတော့ကျောင်းဆိုတာကကဲထားလိုက်ပါတော့တစ်ခန်းမှာအယောက်20ရှိရင်ရှိမယ်15ယောက်ရှိရင်ရှိမယ်10ယောက်ရှိရင်ရှိမယ်လူအများစုကိုထိတ်ခဲလောက်ရတဲ့ setting အဲ့ဒီမှာကျမသားလေးသမီးလေးကို12နာရီမှဒါလုပ်ပေးပါ1နာရီမှဒါလုပ်ပေးပါဆိုပြီးတော့ specific လေးမှားတယ်အဲ့ဒါကတကယ်တော့1 to 1 coaching လုပ်နေတာ1 to 1ကိုကလေး caring လုပ်နေတာ1 to 1နာနီငှားတာဆိုလို့ရှိရင်လုပ်ပေးနိုင်တယ်နန်နီငှားတာမဟုတ်တဲ့ setting မှာဆိုလို့ရှိရင်ကိုရီရဲ့ဟိုဘယ်လိုခေါ်မလဲမျောလင့်ချက်လေးတွေကိုတစ်စက်နည်းနည်းနှိပ်ပင်းတဲ့နဲ့ဘာလို့လဲဆိုတော့ကျောင်းကဆရာဆရာမတွေဆိုတာကျမအရှိမလေးဗီဒီယိုထဲမှာပြောခဲ့ဘူးတယ်ထိခိုက်ရှာနာတွေမဖြစ်ရအောင်တယောက်နဲ့တယောက်တွေလူနေကြတယ်တယောက်နဲ့တယောက်တွေဟိုပစ္စည်းတွေကို sharing မလုပ်ချင်ဘူးပတ်ပြေးနေကြတယ်အဲ့ဒီအချိန်မှာ sharing လုပ်ဖို့အတွက်ကိုငါကစားနေတယ်နေငါစီကမယူနဲ့ဆိုတဲ့စကားကိုကျမတို့လူကြီးတွေလို့မပြောနိုင်တဲ့အတွက်ဘာလို့လိုက်လဲကြိုက်ပလိုက်တယ်တွန်းထုတ်လိုက်တယ်တွန်းထုတ်လိုက်လို့ရှိရင်ဘူးဒီထွက်သွားတယ်အဲ့ခါကျမိဘတွေနဲ့ရှင်းရတယ်ဒီလိုမျိုးအခြေအနေတွေမဖြစ်အောင်လို့ဆရာဆရာမတွေကအခန်းထဲမှာမျက်စိဘလို့မှမနားနိုင်ဘူးနားဘလို့မှမနားနိုင်ဘူးတစ်ချိန်လုံးကြည့်ပြီးတော့စောင့်ကြက်ကြည့်ရှုနေရတာအဲ့ဒါလေးတစ်ချက်မိဘတွေကနားလည်ပေးဖို့လိုတယ်ပေါ့နော်ကို့ကလေးကအိမ်ကို safe ဖြစ်နဲ့ပြန်ရောက်တယ်ဟိုတချို့အရာတွေကဟိုခဏလစ်လျူရှုထားလို့ရတယ်ဆိုလို့ရှိရင်တချို့အရာလေးတွေကိုဆရာဆရာမတွေကိုနားလည်ပေးလိုက်ပါဒီလိုပြောလို့လဲဆရာဆရာမတွေဘက်ကပဲအမှန်လို့မပြောလို့ဘူးမိဘတွေရဲ့ကိုယ့်ကလေးကိုဂရုစိုက်မှုတွေကိုနားလဲတယ်ကိုယ့်ကလေးကိုဖြစ်စေခြင်းနဲ့ဆန္ဒလေးကိုနားလဲတယ်ဒါပေမဲ့ဆရာဆရာမတွေကိုမေးကြည့်ပါကျမကတော့12နာရီမှာဒီအင်ကြီးလေးကိုဝစ်စေခြင်းနဲ့1နာရီမှာတော့ဒီနိုဘူးလေးကိုတိုက်စေခြင်းနဲ့ဆရာမတို့အတွက်အဆင်ပြေမလားဒါမျိုးလေးမေးပေးပါအဆင်မပြေဘူးဆိုလဲကိစ္စမရှိဘူးเนาะကျမတို့တခြားနည်းလေးဘယ်လိုစဉ်းစားလို့ရမလဲဒါမျိုးလေးတွေမေးကြည့်ပေးပါမိဘတွေကပြောလိုက်တဲ့အရာတွေအပေါ်မှာဆရာဆရာမတွေကတော့ကိုเจ้าကနေပြီးတော့ခလေးထွက်သွားမှဆိုတဲ့စိတ်ဘာလို့ဆို service industry မှာလုပ်နေရတာလीเนาะဟိုလာတဲ့ခလေးတွေကို service ပြပြကပေးခြင်းမှာပဲအဲ့လိုဆိုတော့ကျမတို့လုပ်ပေးခြင်းပါတယ်လုပ်ပေးနိုင်ပါတယ်ဆိုပြီးတော့လက်ခံထားလိုက်တယ်ဒါပေမဲ့တနာရီမှာအင်ကြီးဝစ်စေခြင်းတဲ့အခါကျရင်ဆရာမတွေကတခြားလုပ်တွေရှုပ်ပြီးတော့ကိုယ့်ကလေးကိုအင်ကြီးဝစ်ပေးဖို့မေ့သွားတဲ့အခါမျိုးရှိမယ်အဲ့လိုနေ့မျိုးလေးတွေကြာလို့ရှိရင်လေငါကလေးကိုမလုပ်ပေးဘူးဟိုဂယုမဆိုင်ဘူးဆိုတာမျိုးလေးတွေမထင်ပေးပဲနဲ့နားလည်ပေးဖို့ကျမကတော့တနာရီမှာဝစ်ဖို့ပြောထားတယ်ဆရာမတို့မဝစ်ပေးဖြစ်တာဘာကြောင့်များလဲဒါမျိုးလေးတွေပေါ့နော်ဟိုအမြဲတမ်းကြီးလဲကျမပြောတာလိုက်ပြီးတော့အောက်ကနေဝင်ပြီးတော့မိဘတွေကနေပြီးတော့ဆရာမတွေကိုဟိုလှုပ်ပေးဖို့အတွက်လေခက်ခက်ရပြောရမယ်လို့ကျမပြောလို့တာမဟုတ်ဘူးနည်းနည်းဟိုနှစ်ဖက်ပူပေါင်းမှကလေးအတွက်ကကောင်းမှာပေါ့နော်အဲ့တော့မိဘတွေကဘာလို့အပ်နေရလဲဆရာဆရာမတွေကလည်းနားလည်ပေးဖို့လိုမယ်ဆရာဆရာမတွေဘာလို့အပ်နေရလဲဆိုတာမိဘတွေကနားလည်ပေးဖို့လိုမယ်ဒါမျိုးလေးပေါ့နော်ရှေ့ဆက်ပြီးတော့လည်းကျမနောက်ထပ်ဟိုထပ်ပြောစရာလေးတွေရှိသေးတယ်ဒီလိုမိဘနဲ့ဆရာဆရာမကြားမှာ conflict ပေါ့နော်အဲ့တော့ဒီနေ့ဆိုရင်ကျမတို့ကြောင့်မဘာလုပ်ရလဲဆိုတော့ဒီကလေးကိုဘာဖြစ်လို့နောက်ထပ်လေယာတစ်ခုမဝစ်ပေးတာလဲဆိုတာကိုဘေးအခန်းမှာရှိရဆရာဆရာမ2ယောက်က statement ရေးရတယ်ဘာကြောင့်မဝစ်ပေးတာလဲဆိုတာကိုအဓိကကတော့ဘာကြောင့်မဝစ်ပေးလဲတာလဲဆိုတော့ကျမတို့ဆရာမတွေဘက်ကじゃနားလေတယ်သူတို့တွေအပြည့်မထွက်ကြအောင်နောက်ကလေးကလည်း2လေယာဝစ်လာပြီးပြီကွာအပေါ်လေယာဘာလဲဆိုတော့ကွာသူကဟိုကျမတို့ snow တွေနဲ့ကစားတဲ့အခါကျလို့ရှင်ဝေးရတဲ့ဒီလိုမျိုးလေးဟို suit ကြီးပေါ့နော်အဲ့ဒီ suit ကိုကလေးကိုထောက်ဝစ်စေချင်တာဆရာမတွေကလည်းမဝစ်ပေးတာကခုနပြောသလိုမျိုးအပြည့်မထွက်လို့ဒါပေမဲ့သူ့စိတ်ထဲမှာခလေးနေမကောင်းဖြစ်သွားတယ်ဆိုတာအေးမိသွားလို့ငါဝစ်ခိုင်းတဲ့ဟာမဝစ်လို့ဆိုပြီးတော့ तू ကကောက်ချက်ချလိုက်တာနောက်ပြီးတော့ခုနပြောသလိုလာကြိုတဲ့အခါမှာခလေးကအရန်ငိုနေတာရောခလေးနေမကောင်းဖြစ်တာရောမိဘစိတ်မကောင်းဖြစ်တာရောသူ့ခလေးဝစ်ခိုင်းတာသူ့ခလေးကိုဒါဝစ်ပေးပါလို့ပြောတာမဝစ်ပေးတာရော mix feeling တွေအများကြီးရောပြွန်းသွားပြီးတော့မိဘစိတ်မကောင်းဖြစ်သွားတာကျမတို့နားလဲတယ်။ကျောင်းကလည်းဒါအောင်နားလဲတယ်ခုန statement ရေးရမယ့်ဆရာမ2ယောက်ကလည်းအမေပေါ်မှာဘာမှအမြင်မစားဘူး။ဒီမိဘခုနလိုဖြစ်သွားတာတော့သူကစိတ်မကောင်းဖြစ်နေတာ။ဒါပေမဲ့ဟ
ဟိုဘယ်လိုခေါ်မလဲမိဘနေရာမှာလဲကျမတို့ကဘာတွေးမိလဲဆိုတော့ဒါသူအရန်စိတ်မကောင်းဖြစ်တာတွေဂျင်းတဲ့ချက်တဲ့ဖြစ်သွားလို့ဒါသူဒီလိုခံစားရတာနောက်နေ့သူ့ကိုသူ reflect ပြန်လုပ်မယ်ပြန်သုံးသပ်မယ်ဆိုလို့ရှိရင်တော့အော်ဆရာမတွေလည်းငါကလေးကိုအကောင်းဆုံး view site နေတာပဲငါလည်းတချို့အရာလေးတွေမှာနည်းနည်းလေးပြန်တွေးဖို့လိုတယ်ဆိုတာမျိုးသူ့ကိုသူတော့ပြန်တွေးမိမယ်လို့တော့ထင်တာပဲဒီနေ့ကလေးကနေမကောင်းတော့မလာဘူးဆိုတော့လေမနေ့ပြန်လဲလာမလားတော့မသိဘူးဒါပေမဲ့အဲ့တော့ဒီနေ့သူတို့အတွက် break ရသွားတယ်ဆိုတော့မိဘနေရာမှာအဲ့ဒါလေးတော့တွေးမိမယ်ထင်တာပဲအဲ့ဒါလေး sharing လုပ်တာပါဒီနေ့ဖြစ်တဲ့အကြောင်းလေးကိုကျမပြောတာတွေကအားလုံးနှံ့ဆက်ပြီးတော့နားလည်လိမ့်မယ်ထင်တယ်ရိုက်ထားတဲ့ဗီဒီယိုကနည်းနည်းများတာရေပြောတာတွေကနည်းနည်းများတာရေဆိုတော့ဒါပေမဲ့ကျမဆိုလို့ရင်းကိုနားလည်မယ်ထင်ထူပါတယ်